Hello ဒီနေ့မှာတော့ Christian အတွက်စားတောက်ပြင်ပါမယ်ခုနကတော့ပြထားပေါင်းဝင်ပစ္စည်းတွေကိုအရင်ဆုံးပြုတ်လိုက်ပါမယ်အသက်6လကလေးကိုစပြီးတော့ကျွေးမယ်ဆိုလို့ရှိရင်ဆန်ပြုတ်ပေါ့နော်ဆန်ပြုတ်ကြည့်ကနေစမယ်နောက်တစ်ရက်မှာအဝါရောင်သီးနှံနောက်တစ်ရက်မှာအစိမ်းရောင်သီးနှံနောက်တစ်ရက်မှာအနီရောင်အသီးနှံအဲ့လိုမျိုးတဆင့်ချင်းတိုးပြီးတော့နောက်မှာအသားငါအဲ့လိုမျိုးလေးရောပြီးတော့ထည့်သွားလို့ရပါတယ်အခုကတော့အသီးအနှံအစုံနဲ့ဆန်ပြုတ်လုံးမှာပေါ့နော်ခုနပြုတ်ထားတဲ့ဥစ္စာတွေကိုပြန်ဆယ်ပြီးတော့ကျိတ်ဆက်တွေကိုထည့်ပြီးတော့အကုန်လုံးရောပြီးတော့ကျိတ်လိုက်ပါမယ်ကျိတ်ဆက်ကဒီကျိတ်ဆက် branding လေးအရင်ကောင်းတယ်တော်တော်လေးကျိတ်လို့အဆင်ပြေပေါ့နော်ပြီးရခါမှာတော့ရေနည်းနည်းနဲ့ထည့်ပြီးတော့အနှစ်ပြစ်လေးဖြစ်တဲ့အထိကျိတ်လိုက်ပါမယ်အဲ့ဒါမှကလေးကစားလို့အဆင်ပြေမှာပေါ့နော်ဒီလိုအနှစ်ပြစ်လေးဖြစ်သွားရဆိုလို့ရှိရင်ရပါပြီအဲ့ဒါကိုပြန်ပြီးတော့စူပွက်လာတဲ့အထိပေါ့နော်မီးနဲ့ပြန်ပြီးတော့ကြိုထားမယ်ပြီးလို့ရှိရင်ဒါနောက်တစ်ရက်စာခွဲထားပါမယ်ခရစ်ယာန်လေးကအခုအရသာအစုံပြောင်းလဲဖြစ်သွားပြီမဲ့သူကိုအောင်တော့စားတယ်ကိုအောင်တော့စားပါတယ်ရုပ်လေးကမချိုးမချင်းနဲ့ခရစ်ယာန်လေးကြိတ်မကြိုက်အမေရပါကျွတ်သူကစားပေးရပေါ့နော်ရမ်းချစ်ဖို့ကောင်းတဲ့ကလေးလေးပါခဲအဆိုရင်တော့ဖြစ်ဆွတ်စာပြင်စတဲ့ဗီဒီယိုလေးကိုဒီမှာပဲရက်လိုက်ပါမယ်အားလုံးပဲကျေးဇူးပါ